မင်္ဂလာပါရှင်ရှုမွန်နေချင်နေရနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ဆရာမင်းသူဝင်ရဲ့ဂျပန်ပုံမြင်များတွေကကျေးဇူးတည်တဲ့တောခွေဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်နားဆင်ကြည့်ပါအောင်ရှင်ကြိုက်နှစ်သက်တဲ့ဆိုရင် like subscribe နဲ့ share ပေးဖို့လည်းမမေ့ပါနဲ့နော်တခါတော့ကဆင်းရဲတဲ့အဖိုးကြီးအဖွားကြီးနှစ်ယောက်ရှိကြတယ်အဖိုးကြီးကမနစ်မိုးလင်းနေဆိုရင်တောင်ပေါ်ကိုတက်ပြီးထင်းခွေရတယ်ထင်းရတော့ရောင်းပြီးစားဖို့တောက်ဖို့ဝယ်ရတယ်တနေ့ကျတော့တောင်ပေါ်ကိုသွားတဲ့လမ်းမှာလေကောင်လေး၃ယောက်ဟာသူတို့ဖမ်းလို့ရတဲ့တောခွေးမြကွင်းညိုတကောင်ကိုရိုက်လိမ့်နှက်လိမ့်နဲ့ညှင်းဆဲနေကြတာကိုတွေ့ရတဲ့ဒီတော့အဖိုးကြီးဟာတနာတာနဲ့ကောင်ကလေးတွေကိုပြောတယ်ငါမြင်းများအသက်ရှိတဲ့တတ္တဝါကိုဒီလိုရဲရဲဆက်ဆက်မလုပ်ကောင်းပါဘူးကွယ်ဖိုးဖိုးကိုဒီတော့ခွေးရောင်းပါလားလို့ပြောတဲ့ကောင်လေးတွေကလွယ်ကူကူပဲရောင်းကြတဲ့အဖိုးကြီးလဲသူပင်ပင်မမထင်းရောင်းပြီးစုထားတဲ့ငွေတွေကနည်းနည်းထုတ်ပြီးပေးလိုက်တဲ့အဲ့ဒီအခါအဖိုးကြီးကလေတော့ခွေးလေဘေးမှာခြိထားတဲ့ကျိုးကိုဖြီးပြီးတော့ခွေးကိုပြောတဲ့မောင်တော့ခွေးနေ့အခါများရွာနာကိုဘယ်တော့မှမလာပါနဲ့အဖမ်းခံရတတ်ပါတယ်လို့ပြောပြီးလွတ်လိုက်တဲ့တော့ခွေးလဲသူ့ဝိတ်ချင်းရှိရာကိုပြန်ပြေးတာပေါ့နေ့တွေလတွေကုန်သွားတော့အဖိုးကြီးလဲတော့ခွေအကြောင်းကိုမေ့သွားတာပေါ့ဒီလိုနဲ့နှစ်ဟောင်းကုန်ပြီးနှစ်တစ်ကူဖို့အချိန်ရောက်လာတယ်နှစ်တစ်ကူတဲ့အခါဂျပန်လူမျိုးတွေကအင်မတန်အလုပ်လုပ်ရတယ်အိမ်ထဲမှာရောအိမ်ပြင်မှာရောအမိုက်တွေကိုရှင်းပြရတယ်နှစ်ဟောင်းကအညစ်အကြေးတွေအမိုက်တဲ့ရိုက်တွေနှစ်တစ်ကိုမပါစေရဘူးကွယ်နောက်ပြီးတော့အိမ်ဆောင်နဲ့ရိုးရာနတ်တို့ကိုလည်းမုံမျိုးစုံတစ်တိမျိုးစုံငါးမျိုးစုံပင်လေရည်ညှိမျိုးစုံတွေပူဇော်ရတယ်ကွယ်တနင်္ဂနွေတစ်ပတ်လောက်ဈေးတွေပိတ်တယ်လူတွေကအများအားဖြင့်တက်တက်လို့စားကြတယ်လာမယ့်နှစ်သစ်အတွက်မင်္ဂလာရှိအောင်ကောင်းကောင်းမွန်မွန်ပြောဆိုနေထိုင်ကြတယ်ကွယ်အခုအဖိုးကြီးလဲနှစ်သစ်ကူတော့မယ်ဆိုတော့ဝယ်ဖို့ချမ်းဖို့ပတ်စံလူတာပေါ့ဒါပေမဲ့ထင်းရောင်းရမှရတဲ့ငွေနဲ့တနေ့စားဖို့လောက်ယုံမရှိတော့စိတ်မကောင်းဘူးပေါ့ကွယ်မျက်နာကလေးငယ်ငယ်နဲ့ထင်းခွေဖို့တောင်ပေါ်ကိုတက်သွားတယ်အဲ့ဒီအခါလေးတိုးတွေကရုတ်တရက်တောခွေးမြကွင်းညိုတကောင်ထွက်လာပြီးအဖိုးကြီးကိုပြောတဲ့အဖိုးမျက်နာလည်းမကောင်းပါလားဘာဖြစ်လို့လဲကျွန်တော်ကိုပြောပါကျွန်တော်ကအဖိုးအသက်ကယ်လိုက်တဲ့တောခွေးပါအခုအဖိုးကိုကျွန်တော်ကျေးဇူးဆက်ချင်ပါတယ်လို့ပြောတဲ့အဖိုးကြီးကအခုနှစ်တစ်ကူတော့မယ်နှစ်တစ်ကျူဖို့အဖိုးဘာမှမဝယ်နိုင်မချနိုင်ပါဘူးကွယ်လို့ညီးလိုက်တဲ့ဒီလိုဖြစ်ရင်ဘာမှမပူပါနဲ့အဖိုးရဲ့ကျွန်တော်လေလက်ဖက်ရည်ကြားရောင်ဆောင်လိုက်မယ်ကြားကိုကျောင်းတစ်ကျောင်းကိုယူသွားပြီးကျောင်းထိုင်ဖုန်ကြီးကိုရောင်းမှာငွေ3ကျပ်နဲ့ရောင်းမှာလို့ပြောတဲ့အဲ့ဒီလိုပြောဆိုနေပဲတော့ခွေးဟာသူ့အမိကိုကုတ်ပြီးမြေကြီးပေါ်ကိုကျွန်းထိုးလိုက်တာမျက်စိတမိတ်အတွင်းမှာပဲကြီးကြားကြီးဖြစ်သွားတာပဲတဲ့လက်ဖက်ရည်ကြားကြီးပေါ့ကွယ်အဖိုးကြီးဟာကြေးကြားကိုအဝတ်နဲ့ပတ်ပြီးကျောင်းတစ်ကျောင်းကိုသွားတယ်ကျောင်းထိုင်ဖုန်ကြီးကိုတွေ့တော့အယိုသေးပြုတ်ပြီးဒီလိုပြောတဲ့အရှင်ဖေဟာတပည့်တော်မှာဟောဒီပစ္စည်းလေးတကူရှာပါရှိပါတယ်ဝယ်ထားပါလားကြီးလက်ဖက်ရည်ကြားကြီးပါလို့ထုတ်ပြတဲ့ဖုန်ကြီးကကြားကိုကင်ကြည့်ပြီးနှုတ်ခမ်းကိုလက်နဲ့ခောက်ကြည့်ကြီးတယ်မိတဲ့ဖုန်ကြီးကဝဲကျင်လာတာနဲ့ဘယ်လောက်ပေးရမလဲကွပြောစမ်းပါလို့မေးတော့3ချက်ပေးရင်တော်ပါပြီဖေဟာလို့အဖိုးကြီးကရှောက်လိုက်တာပေါ့အဖိုးကြီးကငွေ3ချက်ရတော့အိမ်ကိုပြန်ပြေးတာအဖွားကြီးဝမ်းတာအောင်ပြောပြချင်တာကိုအဲ့ဒီလက်ဖက်ရည်ကြားကြီးဘာဖြစ်တယ်လဲသိချင်ကြမှာပေါ့နော်ပြောပြမယ်ကိုယ်နားထောင်နော်ကျောင်းထိုင်ပုံကြီးလဲသူကြိုက်တဲ့ယူနီကြားရတော့လက်ဖက်ရည်ကြိုတောက်ချင်တာပေါ့ကွာဂျပန်လူမျိုးဆိုတော့ဗမာတွေလိုပဲကွယ်လက်ဖက်ရည်ချမ်းအင်မတန်ကြိုက်တယ်အဲ့ဒါနဲ့ကိုရင်လေးတယောက်ကိုခေါ်ပြီးကြားကိုရေစိမ့်ခိုင်းလိုက်တယ်ကိုရင်ကကြားကိုစဖိုးဆောင်ယူသွားပြီးကြားပေါ်မှာသဲမုံတွေဖြူတယ်ဝက်မြင်ပြီးနဲ့ပုတ်တယ်အဲ့ဒီအခါလေးထူးထူးဆန်းဆန်းကြားကပြောတဲ့
အမလီဖြည်းဖြည်းလုပ်ပါကိုရင်ကျုပ်တင်မတွေနာလှတယ်လို့ပြောတဲ့ကိုရင်လေးရဲ့လန့်သွားလို့ကျောင်းထိုင်ဘုံကြီးစီကိုပြေးသွားပြီးအရှင်ဖေဟာကရာကြီးကလူလိုစကားပြောပါတယ်ဖြည်းဖြည်းလုပ်ပါတယ်သူ့တင်မတွေနာလို့တဲ့ဘုံကြီးကတော့မတုံမလုံးနဲ့ပြန်ပြောလိုက်တယ်လူစကားပြောတာမဟုတ်ပါဘူးကရာကကောင်းတော့ပုတ်လိုက်တိုက်လိုက်တဲ့အခါလူစကားပြောတဲ့တို့မြည်တမ်းဖြစ်မှာပေါ့ကဲမစေးနဲ့တော့ရေနေသာတဲပါလို့ခိုင်းလိုက်တဲ့ဒီတော့ကိုရင်လေးကကရာလေးရေထက်ဖိုးပေါ်မှာတင်းပြီးတော့မီးဖိုးတာပေါ့ကွာအဲ့ဒီခါကရာကြီးကအော်ပြန်တဲ့အမလီပူလိုက်တာလောင်လိုက်တာမီးကိုလျှော့ပါအောင်ကိုရင်လေးရဲ့တဲ့ကိုရင်လေးလဲထိတ်ထိတ်ပြပြဖြစ်ပြီးကျောင်းထိုင်ပုံကြီးစီပြေးသွားတာပေါ့အရှင်ဖေဟာတပည့်တော်ကြံဖန်ပြီးပြောနေတာမဟုတ်ပါဘူးကရာကြီးကတကယ်ကိုစကားပြောပါတယ်ပူလိုက်တာလောင်လိုက်တာမီးကိုလျှော့ပါအောင်နဲ့ဖေဟာလို့ရှောက်တဲ့ဒါပေမဲ့ဘုန်းကြီးကမယုံပါဘူးလက်ဖက်ကြီးပဲတောက်ချင်နေတာနဲ့ကိုရင်လေးမိမထင်းနဲ့တော့ကရာလေးကိုရေနွေးတာငှက်ပြီးယူခဲ့ပါလို့ပြောတဲ့ကိုရင်လေးကတင်မဖျားဆိုပြီးစဖိုတဲကိုပြန်ဝင်သွားတာဟိုမလေးကိုရင်လေးဘာကိုတွေ့ရတယ်လဲအံ့ဩစရာပါပဲကရာကလေကြည်ရင်လက်နှစ်ဖက်ပေါက်ထွက်လာတဲ့ခြေနှစ်ဖက်လည်းပေါက်ထွက်လာတဲ့နောက်ပြီးအမြီးလည်းပေါက်ထွက်လာတဲ့ကိုရင်လည်းဒူးတွေတုံးကြက်သီးတွေထားပြီးကျမ်းပေါ်မှာမှုတ်အိတ်လိုက်တဲ့ပြီးတော့ဟောဒီလိုအော်တာပဲတဲ့အရှင်ဖေဟာကြောက်စရာတွေဖြစ်နေပါတယ်လာပါဦးလာပါအောင်လို့အော်တဲ့အော်တန်ကြားလို့ဘုန်းကြီးကစဖိုတဲဝင်သွားတော့ကြေကရာကြီးတောခွေးဖြစ်ပြီးထွက်ပြေးတာကိုသာမြင်လိုက်ရတဲ့တောခွေးမြကွင်းညိုလဲအော်ရင်ဟေရင်မိပူလောင်တဲ့တင်မကိုပုတ်တက်ရင်နေတောတဲကသူ့ဝချင်းတွေကိုပြေးဝင်သွားပါလို့တဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ရအောင်ပါနော်